အားလုံးပဲဒီနေ့မှာတော့ကျွန်တော်ခွန်ကားဆိုပြီးတော့ထွက်သွားတယ်ဆိုတော့ဖြစ်ကနေတော့လှလှပပလေးပြီးခဲ့တဲ့တစ်ပတ်ကနေဒီတစ်ပတ်ထိပြသွားတယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ချက်မိတ်ဆွေတွေကတော့ဘယ်လိုပဲဖြစ်အဓိက main ပတ်တီ2 ship ပတ်တီကတော့ရလိုက်ကြမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ခွန်ပတ်တီရလိုက်တဲ့အတွက်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကအရင်လေးတော့ကာမိလိုက်မယ်ဒီနေ့တော့မရှုံလိုက်ဘူးနော်ဆိုတော့ကျွန်တော်မနက်ဖန်မှာကအဓိကဘာတွေလုပ်တင်လဲဆိုကျွန်တော်မှာ2 ship ပတ်တီ main ပတ်တီဒီနေ့လိုပဲပေါ့နော်ပတ်တီတစ်လုံးရှိမယ်ဒါကိုတော့ကျွန်တော်အရင်ကတော့ပထမတော့ကျွန်တော် member တွေပဲဖြစ်စဉ်းစားထားတယ်သို့ပေမဲ့အခုကတော့ကျွန်တော်အဲ့လိုမျိုးပြန်ကနေလာထားတဲ့အတွက်ကျွန်တော်ချစ်မဆွေညီကူမောင်နှမတွေအစင်မပြေမှာဆိုလို့ကျွန်တော်ဘက်ကနေပြီးတော့လက်ဆောင်ချပေးမယ်အဲ့ဒါ free ပေးမယ်เนาะအဲ့ဒီပြန်ကနေအဲ့အဓိက main ပတ်တီလေးတစ်လုံးပေါ့နော်2 ship ပတ်တီတစ်လုံးရယ်ပြီးကျွန်တော် main ကွက်လေး2ကွက်ကိုအဓိကချပေးမယ်ဆိုတော့အရင်ကအကြောင်းရတော့ကျွန်တော်ရဲ့ member တွေပဲကျွန်တော်ပြီးဘူးသို့ပေမဲ့ဒီနေ့မှာတော့ကျွန်တော်ရဲ့ချစ်မဆွေတွေအကုန်လုံးကိုကျွန်တော်ရသိခြင်းပေါက်သိခြင်းနဲ့အဲ့တော့အားလုံးလည်းတပြိုင်တည်းအောင်သိခြင်းတဲ့အတွက်ကျွန်တော်ဒီရနေပြီးတော့ချပေးမှဖြစ်တယ်ကဲဟုတ်ကျွန်တော်ချက်မစီလာအောင်မယ်ကျွန်တော်ဗီဒီယိုလေးကိုစောင်းကြည့်ရှုပေးပါကျွန်တော်ဒီထဲမှာမိတ်ဆွေတို့အများကြီးတန်မှုရှိရဲ့လက်ဆောင်လေးတွေကျွန်တော်ထည့်ပေးသွားမှာဖြစ်တယ်ကဲဟုတ်ကျွန်တော်ချက်မစီအားလုံးပဲကဲကျွန်တော် channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါကဲကျွန်တော်ကထုံးစံတိုင်းဘူစောပဲဖြစ်ပါတယ်နော်ကဲကျွန်တော်ချက်မစီအားလုံးကျွန်တော်ညီကိုမောင်နှမအားလုံးစိတ်ချမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ပို့ဆောင်မဆုမကောင်းတောင်းပေးလိုက်ပါကဲဟုတ်ပြီကဲဒီနေ့မှာတော့เนาะကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့เนาะကွန်ပတီတွေရလိုက်တယ်ရပါမယ်ကျွန်တော်မနိုင်ဘူးမနိုင်ရတဲ့အကြောင်းရင်းလည်းဒီလိုမျိုးเนาะနှစ်ပင်ထောက်သွားတာပါခွန်ကားဆိုပြီးတော့တကယ်လို့ကျင်းသေးတယ်ညနေပိုင်းမှာเนาะခွန်နဲ့တခြားခွက်ဆိုကျွန်တော်တို့ကထပ်ပြီးတော့အကွက်ရမှာเนาะတို့ပေမဲ့ကျွန်တော်အဲ့လိုမျိုးပြန်ကနေလှုပ်သွားတဲ့အတွက်စိတ်ထဲတော့သိဝင်မကြဘူးပေါ့เนาะဝင်မကြရဖြစ်တယ်ဆိုတော့ကျွန်တော်မနက်ဖြန်ပေါ့နော်မနက်ဖြန်မှာကအဓိကကျွန်တော်တို့စဉ်းစားရမယ်အခန်းကဏ္ဍလေးရှိတယ်ဆိုတာကအင်္ဂါမကျော်9လေးကနန်းနှလုံးကတစ်လုံးကျင်းတီပေါက်ဆင်းရမယ်ဆိုတာက9ဆင်းသွားတယ်အဲ့လိုပဲဟူးမကျော်တွေမှာ3ညခွန်ကနန်းနှလုံးကကျင်းတီပေါက်ဆင်းရမယ်လို့ပြောထားတဲ့အထက်မှာခွန်ဆင်းသွားပြီဆိုတော့ကျွန်တော်တို့အမှတစ်ချက်တတိထားပြီးကြည့်နော်ကျွန်တော်ခွန်လဲအစောကြီးဆင်းတယ်9လဲအစောကြီးဆင်းတယ်ဖြစ်တဲ့အတွက်ကျွန်တော်ကြံကနန်းနေဖြစ်တဲ့3ညနဲ့4ညကျင်းတီပေါက်ကိုလာလိမ့်မယ်နော်ဒါတော့ဘူးဆိုအာမခံနေနေအာမခံပြီးပြောရဲတယ်နော်ဒါကတော့ဒီကနေ့တော့အချင်းတီပေါ်ကိုလာလိမ့်မယ်နော်အဲ့တော့ကျွန်တော်ချစ်မိတ်ဆွေတွေကဒီရက်ထဲမှာပတ်တီးပတ်နေတယ်ဆိုရင်ကျွန်တော်ပေါ့နော်ဇာတို့ပတ်တီးဖြစ်ပေါ့ကိုအစင်ပြေးရှိရယူပြီးတော့စော့နေလို့ပတ်တီးပတ်နေတယ်ဆိုရင်ဒီလိုမျိုးဇာတို့ပတ်တီးလေးတွေကိုတစ်ချက်လောက်ပြန်ပြီးတော့စဉ်းစားတင်တယ်လို့ထင်တယ်နောက်ခါကျတော့3ညနဲ့4ကိုတစ်ချက်လောက်ပြန်ပြီးစဉ်းစားတင်တယ်ကိုက3ညလိုက်နေတယ်ဆိုရင်တော့ကျွန်တော်အားပေးပါတယ်ဆက်လိုက်ပါနော်4လိုက်နေတယ်ဆိုလည်းအားပေးပါတယ်ဆက်ပြီးတော့လိုက်ပေးစီခြင်းနဲ့ဆိုတော့ကျောင်းရင်းကလည်းကျွန်တော်ခုနကပြောပြသွားပြီပဲเนาะအခုလိုမျိုးကျွန်တော်တစ်ပတ်ဆောင်ကလေးကအနှစ်ချုပ်မှာကျွန်တော်တို့တစ်ပတ်စာအနှစ်ချုပ်မှာပါထားတဲ့အတိုင်းလေးပဲကျွန်တော်ပြောပြတာเนาะကဲဟုတ်ပြီဒီကတော့ကျွန်တော်ဒီနေ့အတွက်လေးပြောချင်တာပါသို့ပေမဲ့ကျွန်တော်မနက်ဖြန်တော့ပေါ့เนาะအဓိကပြောချင်တာသို့ပေမဲ့ကျွန်တော်နည်းနည်းလေးဒီရက်ထဲမှာပြောစရာရှိတဲ့ဟာလေးတွေပါနေတဲ့အတွက်ကျွန်တော်အဓိကအဲ့မှာတစ်ချက်ကြီးကမှာကကျွန်တော်ကိုလေးချင်းရှိသေးတယ်ဗျနော်ကိုလေးအချင်းရှိသေးတယ်ဒါကတော့ဟူးမကျော်အတွင်းမှာဖြစ်တယ်ပြီးတော့ဒီကောင်ကတပတ်စာလုံးလုံးလည်းစော့နိုင်တယ်ဆိုပေမဲ့ကျွန်တော်ကဟူးဗုဒ္ဓဟူးနေ့ဒီပဲစော့လို့ရမှာလीနော်ဂျာသရီနေ့ကပိတ်တယ်အဲ့ဒီလိုပဲကျွန်တော်တောက်ကြံနေမှာပြန်ဖွင့်မှာဖြစ်တဲ့အတွက်နော်တောက်ကြံနေရနေတဲ့ဖြစ်တယ်နော်ဆိုတော့ကျွန်တော်ကအဲ့မှာတစ်ချက်စဉ်းစားမှာကကျွန်တော်ဒီကိုလေးကိုလက်လွတ်လို့မရသေးဘူးဆိုတော့ကျွန်တော်ချမိတ်ဆွေအဲ့လောက်သဘောပေါက်လာတော့မသိဘူးနော်ကျွန်တော်ထောက်ပြနေတယ်နော်ကဲဟုတ်ပြီစားနဲ့ရေးပြတာမဟုတ်တဲ့ဖြစ်တဲ့အတွက်နောက်တွက်ခွင်လေးတွေပြတာလို့စာနဲ့ရေးပြတာမဟုတ်တဲ့အတွက်နားလည်ရလေးတော့နည်းနည်းခက်လိမ့်မယ်သို့ပေမဲ့ကျွန်တော်ကနားလည်ရခက်ပေမဲ့ကျွန်တော်ပြန်ရှင်းပြပေးမယ်เนาะအဲ့လိုမျိုးကိုလေးဆိုရဲအချင်းရရှိသေးတယ်เนาะရှိသေးတယ်ဒီပဲပြောတာအဲ့လိုပဲထပ်ပြီးတော့ချက်ကြည့်မယ်เนาะထပ်ပြီးတော့ကြည့်မယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်ဒီညနေထွက်သွားတဲ့ခဏကိုပဲကြည့်ရမယ်เนาะကျွန်တော်မနက်ပိုင်းမပါဘူးเนาะတစ်ချက်ထောက်ပါမနက်ပိုင်းမပါပါဘူးเนาะဒီညနေထွက်သွားတဲ့ခဏဟုတ်ပြီဒီညနေမှာကကျွန်တော်တို့ခွန်9ဆိုပြီးထွက်သွားတယ်နော်ခွန်9ဆိုပြီးထွက်သွားတယ်ဒီညနေတစ်ချိန်ရေကျွန်တော်မလက်ဖန်2ချိန်ပေါ့နော်နေကုန်စား2ချိန်အဲ့ဒီ3ချိန်မှာ2ခွန်4ဆိုတဲ့ကဏ္ဍ3လုံးပေါ့နော်2ခွန်4ဆိုတဲ့ကဏ္ဍ3လုံးကကျင်းတီပေါက်နှလုံးဆင်းရမယ်အနည်းဆုံးနှလုံးဆင်းရမယ်နော်အဲ့တော့ကျွန်တော်ဒီမှာကခွန်ဆွဲသွားပြီနော်ခွန်ဆွဲသွားပြီဆိုတော့ကျွန်တော်နှစ်လေးတွေကနှလုံးကတစ်လုံးကကျင်းတီပေါက်ပြန်ကြားလိုက်မယ်နှစ်လေးကဏ္ဍနှလုံးကတစ်လုံးကကျင်းတီပေါက်ပြန်ကြားလိုက်မယ်အဲ့လိုပဲခွန်ကလည်းပြန်ဆွဲနိုင်တယ်နော်ခွန်ကလည်းပြန်ဆွဲနိုင်တယ်ဆိုတော့ကျွန်တော်ရှင်းမိတ်ဆွေနော်ကိုယ့်ဘက်ကိုတေးသေးချာချာလေးစဉ်းစားကြည့်နော်တစ်ချက်လောက်ဒီကောင်ကဒေဂီးပုံစံမျိုးလေးလာလာလေးဖြစ်တယ်ဆိုတော့ကျွန်တော်ကနှစ်ခွန်ချင်းရှိထားတယ်ဒါကကျွန်တော်မနက်ဖြန်တက်ပေါ့နော်မနက်ဖြန်နှစ်ခွန်ချင်းရှိထားတယ်အဲ့လိုပဲတစ်ဖက်မှာလည်းကျွန်တော်ဥမကျော်တွင်မှာလာမဲ့၄ခုချင်းကျန်တယ်
ကျန်ကနနှလုံးဖြစ်တဲ့တုံညာလေးလည်းရှိတယ်ဆိုတော့အဲ့မှာကကျွန်တော်အပင်ထောင်းနေနေကတော်တော်လေးဥမာလေးရနေပြီအဲ့လိုပဲမနက်ဖြန်မှာနက်ခတ်ဖြစ်တဲ့တစ်ရှစ်1ချင်းဖြစ်တယ်နော်နက်ခတ်ဖြစ်တဲ့တစ်ရှစ်က1ချင်းအနေနဲ့လာဖို့လာလိုက်မယ်နော်1ချင်းဖြစ်တဲ့တစ်ရှစ်ကနက်ခတ်ဖြစ်တဲ့တစ်ရှစ်က1ချင်းအနေနဲ့လာဖို့လာလိုက်မယ်ဆိုတော့ကျွန်တော်ချမိတ်ဆွေကိုယ့်ဘာကိုစဉ်းစားကြည့်ပါနော်တစ်ချက်လောက်တော့စဉ်းစားကြည့်ကဲဟုတ်ပြီအဓိကတော့ကျွန်တော် main ဘက်တီလေးပေးမယ်နော် main ဘက်တီလေးမပေးခင်မှာကျွန်တော်ဗီဒီယိုလေးကိုအခုကြည့်နေဆိုရင်ကျွန်တော်ဗီဒီယိုလေး live လမ်းမလေးတယောက်တစ်ချက်နဲ့နော် share လို့ရမယ်ဆိုရင် share လို့ရမယ်နေရာလေးတွေမှာ share ပေးထားခဲ့ဖို့ကျွန်တော်ဘက်ကနေပြီးတော့တောင်းဆိုပါတယ်ကဲပြီးတော့ကျွန်တော် channel လေးကို subscribe လုပ်ရသေး subscribe လုပ်ထားပါကျွန်တော်နေ့စဉ်တင်ဆက်ပေးတဲ့ဗီဒီယိုလေးတွေကျွန်တော် the best cycle လေးတွေအကုန်လုံးတွေ့မြင်နိုင်အောင်လုပ်ပါနော်ကဲဟုတ်ပြီအဓိကကျွန်တော်ကနန်း၄ခွက်ထုတ်ထားတယ်နော်ပူဇော်တော့အကွက်အများကြီးထုတ်လို့မရှိဘူးထန်ကုန်ပူဇော်6ခွက်အလောက်ထန်ကုန်ထုတ်တယ်တော်တော်များများအချိန်ဒီမှာတော့ပူဇော်6ခွက်အပြည့်ပေးတယ်နေတယ်၄ခွက်၄ခွက်5ခွက်ပေါ့နော်အဲ့လိုမျိုးပေးတာများတယ်ဆိုတော့ခိုင်ကြရင်လည်း3ခွက်လောက်ပဲပေးတယ်ဆိုတော့အဲ့မှာပူဇော်ထုတ်တာတော့၄ခွက်ရှိမယ်၄ခွက်ထဲမှာကျွန်တော်2ခွက်နော်2ခွက်ကအထူးမိန်ဖြစ်တယ်2ခွက်ကတော့ main ရောဖြစ်တယ်နော်2ခွက်ကအထူးမိန်ဖြစ်တယ်2ခွက်က main ရောဖြစ်တယ်ဆိုတော့ကျွန်တော်ချက်မိတ်ဆွေလေးညီကောင်မတော်မကြီးနော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့အဓိကတော့ပြန်စဉ်းစားမယ်ပေါ့နော်အဓိကကျွန်တော်ပတ်တီးအနေနဲ့ရွေရမယ်ဆိုရင်တော့တော်တော်လေးရွေရတယ်ပတ်တီးမျိုးဖြစ်သွားပြီနော်တကယ်ကျွန်တော် master key တွေမပြောတော့ဘူးလုံးပိုင်နေပဲပေးလိုက်တယ်ဆိုတာက master key ပြောလိုက်ရင်ကျွန်တော်ချက်မိတ်တွေကကိုထိုးကျင်တဲ့ကဏ္ဍနဲ့မကိုက်လို့ဆိုပြီး6အစင်မပြေဖြစ်သွားမှာဆိုလို့နော်ခက်ခဲအဲ့လိုမျိုးတခုခုလွဲချော်သွားမှာဆိုလို့ကျွန်တော်မပေးတော့တာအားကြောင့်ကဏ္ဍနဲ့ကျွန်တော်အဓိကမေးပတ်တီးကိုပဲချပေးတယ်ကဲဟုတ်ပြီကျွန်တော်ရှင်းရှင်းဝေးမပြောတော့ဘူးကျွန်တော်အဓိကပတ်တီးလေးသွားမယ်နော်အဓိကပတ်တီးကတော့ကျွန်တော်တို့အဒီမှာအမှကြံရဲ့၄ပေါ့နော်၄ကိုတော့ကျွန်တော်တော်တော်ကြိုက်တယ်နော်၄ကိုတော့တော်တော်ကြိုက်တယ်ပတ်တီးပတ်မယ်ဆိုရင်ဒီ၄ကအသင့်တော်ဆုံးပတ်တီးမျိုးဖြစ်တယ်နော်ဒီ၄ကတော့အသင့်တော်ဆုံးပတ်တီးမျိုးဖြစ်တယ်ကျွန်တော်ကတော့မိပတ်တီးနေနဲ့၄ကိုရွေးထားတယ်တကယ်လို့ကိုက၄မကြိုက်ဘူးဆိုရင်၈ပတ်ပါနော်၄မကြိုက်ဘူးဆိုရင်၈ကိုပတ်တီးအနေနဲ့ပတ်ပေးပါနော်ဒါကတော့ကိုကြိုက်တဲ့ဟိုဆော်လီရတယ်ကျွန်တော်ကြိုက်ကတော့၄ပေါ့နော်ကဲဟုတ်ပြီအဲ့ဒီထဲမှာကျွန်တော်ကခဏနှစ်ကွက်ပေါ့နော် main on နှစ်ကွက်ရင်ပြောမယ်ပြီးတော့အထူး main on အထူး on နော်အထူး on နှစ်ကွက်ထပ်ပြောမယ်ဒါလို့ဆိုကျွန်တော်တို့ main on နော် main ကွက်လေးပေါ့နော် main on ကွက်လေးနှစ်ကွက်ရင်ပြောမယ်ပြီးတော့မှအထူး main နှစ်ကွက်ပြောမယ်ကဲဟုတ်ပြီ main on ကွက်နှစ်ကွက်နေနေဆိုရင်4 3ရင်8နှစ်ကဆိုပြီးခဏနှစ်ကွက်ရှိမယ်4 3 8နှစ်ဆိုပြီးတော့ခဏနှစ်ကွက်ရှိမယ်ဒါကလည်းကျွန်တော်ကြိုက်လို့ဆိုပြီးတော့ main on ထဲမှာထည့်ထားတာအကွက်ကလည်းအများကြီးမရှိဘူးလေ၄ကွက်တည်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ချမိတ်ဆွေတွေဘက်ကဆော့ရတာလေအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ဘက်ကထင်တယ်ကဲဟုတ်ပြီကဲမင်းရောလည်းပြောပြတော့ဆိုတော့ကျွန်တော်အထူးမိန်လေးသွားမယ်အထူးမိန်လေးမသွားခင်လေးပါကျွန်တော်ပြောနေကြတိုင်းပဲနော်ကျွန်တော် subscribe လုပ်မလုပ်ရသေးဘူးကိုမတော်မ subscribe လေးလုပ်ပေးခဲ့ကြဘူးလေကျွန်တော်ဘက်ကလေးတိုက်တွန်းချင်ပါတယ် share လို့ရမယ်ဆိုလဲကို share လို့ရမယ် share တဲ့နေရာလေးတွေမှာ share ပေးခဲ့ကြဘူးလေကျွန်တော်ဘက်ကနေပြီးတော့တောင်းဆိုပါတယ်ကဲဟုတ်ပြီအဓိကကျွန်တော်တို့เนาะပတ်တီးအနေနဲ့ဆိုရင်တော့၄ပတ်တီးကိုရွေးထားတယ်အဲ့ဒီမှာကြိုက်ဆုံးကတော့အကြိုက်ဆုံး main on အနေနဲ့ဆိုရင်၄3ရဲ့8နှစ်ကိုထိုးတင်တယ်အဲ့လိုပဲအကြိုက်ဆုံးအထူးဩလာပြီเนาะအထူးဩလာပြီကဲကျွန်တော်၄နဲ့ပတ်သက်ပြီးအကြိုက်ဆုံးအထူးเนาะအထူးခွက်နှစ်ခွက်ကတော့4 8က4 6ကဆိုပြီးရှိเนาะ4 8က4 6ရယ်ဆိုပြီးခဏနှစ်ခွက်ရှိမယ်ဆိုတော့ကျွန်တော်ချမစ်ဆွေအားလုံးပဲเนาะဒီ4 8နဲ့4 6ကိုတော့အထူးမိတ်ထားပြီးတော့ဆော့ပါကဲဟုတ်ပြီကျွန်တော်ရဲ့ချမစ်ဆွေညီကောင်မတို့အားလုံးပဲမနေ့ကမှငွေထုတ်နေကြပါလို့ကျွန်တော်ပြောဆိုမှာစုမကောင်တောင်းရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်